တကောင်နဲ့ဖြစ်သွားခဲ့ရင်တော့ချင်းသေးတကောင်လိုနေကြွက်တကောင်လိုမနေနဲ့မဟုတ်ရင်အနိုင်ကျင့်ခံရတဲ့ကြောက်ချင်အောင်မဲဆောင်တကယ်မကြောက်နဲ့ကြောက်တတ်တဲ့လူကိုလောကကြီးကနေရမပြီးဘူးတစ်သားကတန်မှုအတွက်နေရပြီးရတယ်ဒါပေမဲ့ကြောက်တုံးအပေါ်တန်မှုရိုက်လို့မရအဲ့ဒါတစ်သားကနူးလို့မဟုတ်တန်မှုထက်ဆိုင်ပြုတ်တန်မှုကပြုတ်လို့တော့မဟုတ်ပါဘူးကြောက်တုံးကပုံမှာလို့ဒီလိုပဲကြောညံ့တဲ့သူတွေကတန်မာတဲ့သူတွေအတွက်နေရဖယ်ပေးရတယ်ကြောညံ့တဲ့သူတွေအတွက်နေရမရှိဘူးဆိုတာမင်းအသက်အရွယ်အတွေ့အကြုံရလာသိတာလားလေယောက်ျားတွေကွာရုံးကောင်နေစားဒဲရှိနဲ့ယောက်ျားတို့ပဲတေကံမှရှော့ဇဲရအရာအားလုံးကိုအောင်တယ်ငါကြောပါတယ်ဆိုတဲ့ကြောက်ဆောင်နေတောင်မှပဲပင်လယ်လိုင်းကဇွဲရှိရိုက်ခတ်လို့တိုက်စားနိုင်သေးတာဇွဲရှိခေါင်းမာလိုက်ဆိုတင်းရဲ့ခေါင်းမာမှုကတနေ့မှတင်းကိုတိုးတက်အောင်နေစေပါလိမ့်